စစ်ပွဲကိုအဆုံးသတ်ရန်ပြန်လည်ကြိုးပမ်းမှုတစ်ခုအနေနဲ့ဗလာဒီမာပူတင်ကို၎င်းနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံရန်ပူလိုဒီမာဇလန်စကီးကတောင်းဆိုလိုက်ပါတယ်။ရုရှားတမန်ထံပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာယူကရိန်းခေါင်းဆောင်ကဥရောပမှာစစ်ပွဲအရေးကိုအမေရိကန်ရဲ့အာရုံစိုက်မှုပြန်လည်ရရှိသည့်အထိစောင့်ဆိုင်ခြင်းဒီမာယွန်းကြောင်းယူကရိန်းနဲ့ရုရှားကြားတိုက်ရိုက်ထိတွေ့ဆက်ဆံမှုကနေတဆင့်ငင်းချမ်းရေးရရှိနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။အဆိုပြုထားတဲ့ဆွေးနွေးပွဲတွေကာလအတွင်းအပြေအဝအပြစ်ခတ်ရက်စဲရန်လေ၎င်းကတောင်းဆိုခဲ့ပြီးပူတင်ကအဲ့ဒီအချက်ကိုဂျာရာဘရေးနဲ့အစောပိုင်းမှာညှင်းဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကခေါင်းဆောင်နှစ်ဦးတွေ့ဆုံရင်အလွန်ကောင်းမွန်လိမ့်မယ်လို့ထင်မြင်ကြောင်းဂျာရာဘရေးကပြောကြားခဲ့ပါတယ်။ဇလန်စကီအိတ်ဖွင့်ပေးစာရဲ့လေတံဟာအာခံနေပြီးလောင်ပြောင်တဲ့ပုံစံပြင်ဆွတ်လက်ရုရှားပိုင်နက်အပေါ်ယူကရိန်းရဲ့မကြသေးမီကတိုက်ခိုက်မှုတွေကိုအာရုံစိုက်စေခဲ့ပါတယ်။ဇလန်စကီကပူတင်ဟာ26နှစ်အကြာအာဏာရယူပြီးနောက်အဲ့ဒီတပ်တန်းရဲ့အကျိုးတရားမှုကိုစတင်ခံစားရပြီလို့လည်းဆိုထားပါတယ်။စာထဲမှာဖိတ်ကြားမှုလည်းပါဝင်တဲ့ယူကရိန်းကနှစ်ဖက်ကြားတိုက်ရိုက်ထိတွေ့ဆက်ဆံမှုကနေတဆင့်ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အဆိုပြုပါတယ်။ကျွန်တော်တွေ့ဆုံဆွေးနွေးဖို့အဆိုပြုပါတယ်လို့ဇလန်စကီကရေးသားထားပါတယ်။ရခိုင်ကလိုပင်ကရင်မလင်ကလည်းဇလန်စကီကိုမော်စကိုမှာပူတင်နဲ့တွေ့ဆုံရန်ကြိုးဆိုကြောင်းတုံ့ပြန်ခဲ့ပါတယ်။မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေကိုဆွစ်ဇာလန်ဒါမှမဟုတ်တူရကီလိုနိုင်ငံမှာပြုလုပ်နိုင်တယ်လို့ဇလန်စကီကပြောကြားထားပါတယ်။စိန့်ပီတာစပတ်မှာနိုင်ငံခြားသတင်းထောက်တွေနဲ့စကားပြောဆိုရမှာစားရဲ့အကြောင်းအရာတွေကိုမမြင်ရသေးတဲ့ပူတင်က၎င်းဟာယူကရိန်းနဲ့သဘောတူညီချက်တစ်ခုရရှိရန်တေချာပေါက်ပြင်ဆင်ထားပြီးဆန္ဒရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ညှိနှိုင်းမှုတွေပြုလုပ်ရန်လိုအပ်တယ်လို့ဆိုပါတယ်။ပူတင်ရဲ့ရေရှည်ရည်တည်ချက်မှာယူကရိန်းနိုင်ငံဟာရုရှားတစိတ်တစ်ပိုင်းတိမ့်ပိုက်ထားတဲ့ဒေသ၄ခုဖြစ်တဲ့ဒွန်ညက်စ်၊လူဟက်စ်၊ခါဇိုနဲ့ဇာပိုရစ်ဇီယာတို့မှဆုတ်ခွာပြီးနေတိုးတို့ဝင်ရောက်ရန်ကြိုးပမ်းမှုတွေကိုဆွန့်လွတ်ရေးဖြစ်ပါတယ်။ယူကရိန်းကနေမြေလွေပြောင်းပေးအပ်ရေးကိုညှင်းဆိုထားပါတယ်။အခုလိုပေးအပ်ပါကခရိုင်းမီးယားကိုတရားမဝင်သိမ်းပိုက်ပြီး၈နှစ်အကြာ2022ခုနှစ်အတွင်းအလုံးစုံစစ်ပွဲစတင်တဲ့ကဲ့သို့ရုရှားအားထပ်မံကျူးကျော်ရန်ရည်ရင်စေမယ်လို့ပြောကြားခဲ့ပါတယ်။အပြစ်ခတ်ရက်စေးရေးဆွေးနွေးပွဲတွေဟာမကြသေးမီလများအတွင်းရပ်တန့်သွားခဲ့ပြီးဂျီနီဗာ၊အဘူဒါဘီနဲ့အစ္စတန်ဘူတို့မှာရခင်ပြုလုပ်ခဲ့တဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေလည်းမအောင်မြင်ခဲ့ပါဘူး။ရုရှားလူမျိုးတွေဟာယူကရိန်းဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုများဓာတ်ဆီပြက်လက်မှုနဲ့ဈေးနှုန်းတွေမြင့်တက်လာမှုအပြင်စစ်ပွဲကိုငင်းငွေ့လာပြီးဖြစ်တယ်လို့ဇလန်စကီကပြောကြားခဲ့ပါတယ်။ယူကရိန်းတမန်တော်ရဲ့စာဟာအဓိကစီးပွားရေးဖိုရမ်တစ်ခုကျင်းပရာစိန့်ပီတာစပတ်သို့ပူတင်ရောက်ရှိနေတဲ့နေ့မှာပြင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။